ဒီအတင်နန်းကို3လချိုင်းနေပေါ့နော်စာတွေးက1လလက်တွေက2လကိုကနေတက်တယ်ထိုင်တက်တယ်ဆိုလို့ရှင်တော့အဆင်ပြေမယ်ဒါဆိုလို့ရှင်သူတို့ချစ်အောင်နေအဲ့ဆိုအဆင်ပြေရဲ့ရှင်ထိုင်းစကားကိုတော့အမအနေနဲ့ဗာပဲအတိကအကြံပေးချင်တာထိုင်းစကားကိုတက်ထားစီချင်တယ်ဘာကိုကအလုံးငံဝင်တဲ့ခါကြလို့ရှင်လဲတေးသေးချာချာသူတို့အနေနဲ့လိုက်ပို့ပေးတာမျိုးရှိလိမ့်မယ်ရှင် passport အဓိကတော့ကျွန်တော်တို့က passport ပေါ့ passport က PJ ဖြစ်နေတာလေ PJ ဖြစ်နေတော့အဲ့ဒါ PJ နဲ့ပဲထိုင်းကိုလာပြီးတော့အဲ့လိုမျိုး အဓိကကျတော့ဒီကိုအမန်နေရဲ့ဘတ်စီတက်ကြပုံမူတည်ပြီးကျွန်တော်အတန်နေနဲ့ဘတ်ရဲ့ rate ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကတွက်ပေးတာဟုတ်ကဲ့ရပါတယ်ဗျာရပါတယ်အဓိကတော့ကိုကသွားဖို့စဉ်းစားထားရဆိုလို့ရှင်တော့အမြန်ဆုံး join တာတော့အကောင်းဆုံးပဲဆောနာပြောဆိုပေါ့နော်တနေ့အများနဲ့အပြောင်းလဲတွေဖြစ်နေတာအကျွေးလေးတွေဖြစ်နေတာဆိုတော့လေဟိုကိုအမန်ချိန်မှာနဲ့ဒီဘတ်စီအတက်ကြပုံမူတည်ပြီးတော့လေစင်းနှုံးလေးတွေကညှင့်သွားမှာဆိုလို့ပါဟုတ် တင်တဲ့ Chinese ဆိုတာနဲ့လေပထမအရေးကစတွင်ရတော့မှလားရှင့် အဓိကအရင်ဆုံးအနေနဲ့ join ဖို့အတွက်ဟိုမှာဆောနာပြောလို့ပေါ့အချက်လက်လေးတွေကိုဒီအနည်းဆုံး18ကနေ35ဖြစ်ရမယ် passport ရှိရမယ်ပညာရေးချင်းအနည်းဆုံး8တန်းအောင်ထားရမယ် online မှရှိရမယ်အဲ့ဒီချက်လက် requirement 3ခုပြည့်ပြီဆိုတာနဲ့အကြောင်းဆိုကျွန်တော်ကစစ်ခိုင်းတော့မှာနော်အမှလည်းနောက်ထပ် meeting လေးရှိနေလို့ပါဟုတ်ဆိုတော့ကျွန်တော်ဒီနေရာမှာပဲအားလိုက်ပါရမယ်ပေါ့နော်ထပ်ပြီးတော့အသေးသေးသိချင်တယ်ဆိုလို့ရှိရင်လည်း MNW ရဲ့ရုံးဖုန်းပေါ့နော်ဆက်သွယ်ပေးလို့ရတယ်ဒီမှာ Viber မှာလည်းကျွန်တော် group ဖွဲ့ထားပြီးရဆိုတော့လေသေးသေးလေးထပ်ပြီးတော့မေးလို့ရပါတယ်ဗျဟုတ်ကဲ့ပါရှင်နောက်မိတင်မှာတွေ့ကြပါမယ်ရှင်ဘိုင်ဘိုင် နောက်မိတင်မှာစုံညီပါတယ်ဟုတ်ကဲ့ good night ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဘိုင်ဘိုင် ကျေးဇူးပါ ဟုတ်တယ်ပါကျေးဇူးပါ